နိုင်ငံတကာကအထင်ကြီးအားကြားနေကြတဲ့မွေထိုင်းနဲ့ခွန်ကမာတိုက်ခိုက်ရေးပညာရက်တွေရဲ့တကယ်မူလအစဟာရိုးရအစင်လာကြီးမားလာတဲ့မြမရွေးရလက်ဝဲပညာရက်ကနေစင်တက်ပြန့်ပွားလာတာဖြစ်ပါတယ်နိုင်ငံတကာကကမ္ဘာအကျဉ်းဆုံးလို့သတ်မှတ်ထားတဲ့အားကစားတွေရဲ့နောက်ွယ်ကတကယ်သမိုင်းအမှန်ကိုချပြလိုက်ပါပြီသမိုင်းထောက်တာခိုင်ခိုင်မာမာတွေကကျွန်တော်တို့မြမလက်ဝဲဟာလွန်ခဲ့တဲ့နှစ်ပေါင်း1000ကျော်ဗကန်ခိကလေးကစစ်တီတော်တွေမဖြစ်မနေတင်ယူရတဲ့စစ်ပညာအနေနဲ့ခိုင်ခိုင်မာမာတည်ရှိခဲ့တာပါအဲ့ဒီခိကလေးကလက်နက်မဲ့တိုက်ခိုက်ရေးပညာရက်တွေထဲမှာအထီးရောက်ဆုံးတဲ့အန်ရဲ့ကြီးဆုံးလူပညာတစ်ခုဖြစ်သမိုင်းကပီးတင်ပြီးခဲ့တာဖြစ်ပါတယ်အထူးသဖြင့်ဘီယင်းတော်မင်းတရားကြီးလက်ထက်မှာဟန်တာဝရီအင်ပါယာကြီးကိုအရေးရှင်းမျက်နှာအထိအကျယ်ရှဲ့ပြီးတော့ယူရီးယားနဲ့ကမ်ဘောဒီးယားနိုင်ငံတွေကိုတိမ့်ပိုက်အောင်နိုင်ခဲ့တဲ့အချိန်မှာမြန်မာတို့ရဲ့တိုက်ခိုက်ရေးနုပညာနဲ့လက်ဝဲပညာရက်တွေဟာအဲ့ဒီဒေတာတွေစီကိုပါအလုံးကြီးနဲ့ပြန့်ပွားသွားခဲ့တာဖြစ်ပါတယ်အောင်နိုင်သူမြန်မာစစ်တီတော်တွေရဲ့တိုက်ခိုက်ရေးဒီစနစ်တွေကိုတိုင်ပတ်နိုင်ငံတွေကအတူယူလေးလာခဲ့ရကနေအစပြုခဲ့တာပါအဲ့ဒီနောက်မှာယာသူနှစ်တွေကြာလာတဲ့အခါမှာတော့ထိုင်းပြည်နယ်ရဲ့တက်ဆိုင်ရာအုပ်ချုပ်သူတွေကသူတို့ရဲ့ရိုးရာတိုက်ကွက်တွေကိုအသက်အန္တရာယ်ထိခိုက်မှုနဲ့အောင်ကစားသမားသိဆုံးမှုတက်တာအောင်လက်ရွေးတွေဆွတ်ခိုင်းပြီးတော့အမှတ်ပေးစည်းမျဉ်းတွေကိုတစင်ရင်းစီစနစ်တကျသတ်မှတ်ခဲ့ကြပါတယ်အဲ့ဒါကိုမှနိုင်ငံတကာကစီးပွားရေးဆက်ဆံမှုတိုင်းဆိုတဲ့နာမည်နဲ့အသွင်ပြောင်းပြီးတော့ကမ္ဘာနဲ့အယောင်မြင့်တင်ခဲ့ကြတာဖြစ်ပါတယ်ဒါပေမဲ့ခေတ်တိုက်ခိုက်ရေးသမားတွေနဲ့နိုင်ငံခြားသားဖိုက်တာတွေကအခုနောက်ပိုင်းတဲတဲ့စိတ်ဝင်စားလာကြတာကတော့စီးမျဉ်းတွေနဲ့ပျော့ပြောင်းသွားတဲ့တခြားပညာရက်တွေမဟုတ်တော့ဘဲနဲ့ရှင်းမူလာအတိုင်းအစစ်မှန်ကြံရင်ခဲ့တဲ့မြမလက်ဝဲပဲဖြစ်ပါတယ်လက်အိမ်မပါဘဲနဲ့ပတ်တီတက်တက်ပဲစီးရတာရင်ခေါင်းတိုက်ခွင့်အပါဝင်ခန္ဓာကိုယ်ကိုယ်ခုလုံးကိုသုံးရတဲ့ကိုးပါးအလင်ကအစွမ်းရည်အကြောင်းဒါဟာကမ္ဘာခက်ခဲဆုံးနဲ့စစ်မှန်သောလူပညာအဖြစ်သူတို့အသိမဲ့ပြုလာကြပါတယ်နှစ်ပေါင်း1000ကျော်သမိုင်းစင်လာတဲ့သူကမ္ဘာအကျဉ်းဆုံးရွေးရအမွေနှစ်ကိုမပြောင်းလဲဘဲနဲ့ထိန်းသိမ်းထားနိုင်တဲ့မိမိတို့ရဲ့မြမရွေးရသမိုင်းကိုခွန်ယူရဲဆိုရင်ဒီဗီဒီယိုကို like and share လုပ်ပြီးတော့မြမရွေးရလက်ဝဲအကြောင်းတွေကိုသိရှိရဖို့အတွက်ကျွန်တော်တို့ရဲ့ channel ကို like and share follow လုပ်သွားခဲ့ကြပါဦးခင်ဗျာ